အားလုံးအတွက်မူကြို Frisco for all တင်လျှောက်တုံးကမူကြို၈ချောင်းအထိရွေးပြီးအဆင့်အသက်မှတ်နိုင်ပါသည်တင်အဆင့်အမြင့်ဆုံးရွေးထားတဲ့ကျောင်းနဲ့ကလေးတွေကိုကိုက်ပေးဖို့ကျွန်တော်တို့ရဲ့စနစ်ကဒါပေမဲ့တစ်ခါတလေတင်တို့ပေးတဲ့မူကြိုကျောင်းကတင်ပထမဆုံးရွေးချယ်ထားတာဟုတ်ချင်မှဟုတ်ပါမယ်တင်ကမူကြိုကျောင်းတွေကိုအဆင့်လိုက်အဆင့်သတ်မှတ်ပြီးရွေးထားတဲ့ပုံနဲ့ကျွန်တော်တို့နေရာပေးထားတဲ့အခါရှိနေတဲ့နေရာတွေကိုအခြေခံပြီးတော့ပေးပါတယ်ပြီးတော့ရှောက်လွာမှာရွေးမထားတဲ့မူကြိုကျောင်းကိုဘယ်တော့မှမပေးပါဘူးတင်အမြင့်ဆုံးအဆက်သွယ်ပြီးရွေးထဲတဲ့ကျောင်းကပြည့်နေရင်တင်ရွေးတဲ့ထဲမှာပါပြီးနေရာရှိနေတဲ့နောက်တစ်ကျောင်းကိုရွေးလိုက်ပါမယ်အဒီလိုပေးတာကိုတင်လက်ခံပြီးစည်ရင်မသွင်းနိုင်ပါတယ်ဒါပေမဲ့ညှင်းပယ်နိုင်ပါတယ်ဘာပဲဖြစ်ဖြစ်တင်လျှောက်လွာမှာအစင်မြင်ပေးထားတဲ့အကြောင်းတွေကိုစောင့်နေတဲ့စည်ရင်မှာတင်ရှိနေပါမယ်အစင်မြင့်မြင့်ပေးထားတဲ့အကြောင်းတစ်ခုမှာနောက်ပိုင်းနေရာပေါ်လာပြီးတင်ကလေးကိုပေးနိုင်ရင်တင်တို့အီးမေးလ်နဲ့ဖြစ်ဖြစ်စာရိုက်ပုံးနဲ့ဖြစ်ဖြစ်ဆက်သွယ်ပါမယ်တင်ဘယ်လိုပဲဆုံးဖြတ်အီးမေးလ်မှာပါတဲ့နောက်ဆုံးရက်မတိုင်ခင်ဒီလိုပေးထားတာကိုတုတ်ပြန်ဖြစ်အောင်တုတ်ပြန်ပါအဲ့ဒီအချိန်ရောက်လို့တင်စီကဘာမှမကြားရရင်ပေးထားတဲ့နေရာကိုနောက်မိသားစုကိုပေးလိုက်ပါမယ်အဲ့လိုလောက်တာကစောင့်နေတဲ့စရင်ကကလေးတွေကိုအမြန်ဆုံးနေရာပေးဖို့လိုတဲ့အခါကျွန်တော်တို့အထောက်အကူပြုပါတယ်ဒီလုပ်ငန်းမှာတင်တို့ကူညီဖို့ကျွန်တော်တို့ဒီမှာရှိနေတယ်ဆိုတာအမှတ်ရပါဒါကြောင့်ရှောက်လွှာကြောင့်မေးစရာရှိရင်pfa.multco.us ကိုဝင်ကြည့်ပြီးကျွန်တော်တို့ကို pfa.support@multco.us မှာ email ပို့ပါဒါမှမဟုတ်933 988 9818မှာဖုန်းဆက်ပါ